2025ဒီဇင်ဘာ9ရက်ဒီကနေ့ရွှေဈေးသတင်းတွေကတော့ထူးခြားပါတယ်ဒီနေ့မှာ16ပဲရဲ့အယော့အတွက်တစ်ချက်သားပေါက်ဈေးက88သိန်းနဲ့2000ဖြစ်ပါတယ်မနေ့ကကြီးညာခဲ့တော့က89သိန်းခွဲ89သိန်းနဲ့6000ဝန်းကျင်နဲ့ကြီးညာခဲ့ပါတယ်ဒါကိုရွှေကုန်တဲ့အတင်းများကရွှေရောင်းဝယ်ဖောက်ကားမှုကိုထိန်းချုပ်လိုက်တာကြောင့်ခဏဈေးကျသွားတယ်လို့ကြီးညာခဲ့ပါတယ်ကြေညာခဲ့တဲ့အတိုင်းပဲဒီနေ့မှာ88သိန်းကိုကျော်သွားပါပြီ88သိန်းနဲ့2000ဖြစ်ပါတယ်ရွှေကုန်တဲ့အတင်းရဲ့တရားဝင်ကြေညာတာကတော့59သိန်းနဲ့9000မနေ့ကဈေးအတိုင်းပဲအရင်နေ့ကဈေးအတိုင်းပဲသူတို့ကကြေညာထားပေမဲ့လည်းအပြင်ပေါက်ဈေးကတော့88သိန်းနဲ့2000သိန်း90ဝန်းကျင်နာကိုရောက်လာပါတယ်15ပဲအယော့တဲ့ပေါက်ဈေးကတော့83သိန်းအတိဖြစ်ပါတယ်ကမ္ဘာရွှေဈေးကလည်း100ဝန်းကျင်တက်လာတာဖြစ်ပါတယ်။တယူနစ်တောင်အစကိုဒေါ်လာ4220ဒေါ်လာဖြစ်ပါတယ်။ US ဒေါ်လာကတော့မြန်မာငွေ4030ပေါက်ဈေးရှိပါတယ်။အချို့နေရာမှာတော့4050ဖြစ်ပါတယ်။အဝယ်ဈေးကတော့3930ဖြစ်ပါတယ်။ဗဟိုဘဏ်ကြေညာထားတာကတော့2100ပဲဒါတောက်လျှောက်မပြောင်းလဲပါဘူးသူတို့ကြေညာချက်ကထိုင်းဘတ်တပတ်ကို128ကျပ်ပေါက်ဈေးရှိပါတယ်တချို့နေရာမှာတော့126ကျပ်ပါအဝယ်ဈေးကတော့123ကျပ်ဝန်းကျင်ဖြစ်ပါတယ်တရုတ်ယွမ်ကတော့986ကျပ်ပေါက်ဈေးရှိပါတယ်တယွမ်ကိုအဝယ်ဈေးက956ကျပ်စင်ကာပူဒေါ်လာကတော့3130ပေါက်ဈေးရှိပါတယ်အဝယ်ဈေးက3023ကျပ်မလေးရှားရင်းဂစ်ကတော့တရင်းဂစ်ကို988ကျပ်ပေါက်ဈေးရှိပါတယ်တချို့နေရာမှာတော့990ပေါက်ဈေးရှိတယ်လို့သိရပါတယ်အဝယ်ဈေးကတော့954 55ဝန်းကျင်ဖြစ်ပါတယ်ဘက်ဒစ်စတာလင်ပေါင်တစ်ပေါင်ကို9426ကျပ်ပေါက်ဈေးရှိပါတယ်အဝယ်ဈေးကတော့9240ယူရိုတစ်ယူရိုကတော့4932ကျပ်ပေါက်ဈေးရှိတယ်အဝယ်ဈေးက4580ပါဂျပန်ယင်ကတော့26ကျပ်ပါပဲမပြောင်းလဲပါဘူးအဝယ်ဈေး25ကျပ်ကိုရီးယားဝမ်ကတော့မြန်မာတစ်ကျပ်ကိုသူက2ဝမ်နဲ့77ဝမ်ဖြစ်ပါတယ်ဒူဘိုင်း AED 1ဒေါ်လာကမြန်မာငွေ1109ကျပ်ပေါက်ဈေးရှိပါတယ်အဝယ်ဈေးက1081ကျပ်ဩစတြေးလျဒေါ်လာကတော့2695ကျပ်ပေါက်ဈေးရှိပါတယ်အဝယ်ဈေးကတော့2603ကျပ်ရုရှားငွေကတော့53ကျပ်ပေါက်ဈေးရှိပါတယ်အဝယ်ဈေး52ကျပ်ဟောင်ကောင်ဒေါ်လာကတော့923ကျပ်ပေါက်ဈေးရှိပါတယ်ထိုင်ဝမ်ဒေါ်လာကတော့130ပေါက်ဈေးရှိပါတယ်ထိုင်းဘတ်နဲ့တိတ်မကွာပါဘူးအင်ဒိုနီးရှားရဲ့ရူပီးစားရေးကတော့ပုံမှန်ပါပဲမြန်မာငွေ3သိန်းကိုအင်ဒိုနီးရှားက4သိန်းပေးရပါတယ်အိုမန်ငွေ1အိုမန်ကို1000ကျော်ကျော်လေးဖြစ်ပါတယ်မနေ့က1099ကျပ်ဒီနေ့လည်း1098ကျပ်တစ်ကျပ်တလေးပဲအတိုးလျှော့ရှိပါတယ်နယူးဇာလန်ဒေါ်လာကတော့မြန်မာငွေ2320ပေါက်ဈေးရှိပါတယ်ကနေဒါဒေါ်လာကတော့2882ကျပ်ပေါက်ဈေးရှိနေပါတယ်အိန္ဒိယရဲ့ရူပီကတော့44ကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်ဖိလစ်ပိုင်ငွေကြေးကတော့မြန်မာငွေ68ကျပ်ပေါက်ဈေးရှိပါတယ်73စီ92ရွန်ဓာတ်စီရန်ကုန်မှာ1လီတာကို2525ကျပ်မန္တလေးမှာ2640ကျပ်နေပြည်တော်မှာ2605ကျပ်ဓာတ်စီ95ရွန်ရန်ကုန်မှာ1လီတာကို2610ကျပ်မန္တလေးမှာ2925ကျပ်နေပြည်တော်မှာ2690ကျပ်ဒီဇယ်1လီတာရန်ကုန်မှာ2330ကျပ်မန္တလေးမှာ2445ကျပ်နေပြည်တော်မှာ2410ကျပ်ဖြစ်ပါတယ်ပရီမီယံဒီဇယ်ကတော့1လီတာကိုဒီနေ့ရန်ကုန်မှာ2805ကျပ်မန္တလေးမှာ2920ကျပ်နေပြည်တော်မှာ2885ကျပ်ဖြစ်ပါတယ်73စီဈေးတွေကတော့မနေ့ကလည်း100ဝန်းကျင်ကျလာတယ်ဒီနေ့လည်း150 200နီးပါးလောက်ထက်ကျလာတာဖြစ်ပါတယ်အခုကြေညာပေးတဲ့73စီကုန်တဲ့အတင်းဈေးနှုန်းထက်အပြင်ပေါက်ဈေးကတော့ပိုပြီးတော့မှများပါလိမ့်မယ်ရွှေဈေးနှုန်းကတော့ခဏအကျအပြပြီးမှပြန်ပြီးတော့မှတက်လာတာကိုတွေ့ရတယ်နောက်ရက်တွေမှာ390 300ဖြစ်လာဖို့အခြေအနေကတော့နီးစပ်နေပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ